အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ podcast ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကအထူးသဖြင့်ကျွန်တော်တို့မြန်မာ society မှာဒီကျွန်တော်တို့ LGBT community နဲ့ပတ်သက်ပြီးတော့မှားယွင်းတဲ့အယူဆတွေမှားယွင်းတဲ့ယုံကြည်မှုတွေမှားယွင်းတဲ့အတွေးခေါ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးချင်တာဖြစ်ပါတယ်ဘယ်လိုမှားယွင်းတဲ့အကြောင်းအရာတွေလဲဆိုတော့ကမ္ဘာပေါ်မှာကြားမှာဆိုပြီးတော့ gender နှမျိုးတွေပဲရှိရမယ်LGBT တွေကယူနေတဲ့သူတွေတနည်းအားဖြင့်စိတ်ယောဂဝေဒနာတစ်ခုခုခံစားနေရတဲ့သူတွေဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီအရင်ဘဝကသူများသားသမီးတွေကိုပေါ့နော်ဖြစ်စည်းထားလို့မကောင်းတာလှုပ်ထားလို့ဖြစ်လာရတဲ့လူတွေဆိုပြီးတော့အမှားယွင်းတဲ့တွေးခေါ်တွေအများကြီးရှိပါ LGBT community ကသူတွေကသူတို့ကယူနေတဲ့သူမဟုတ်တယ်လို့စိတ်ယောဂဝေဒနာခံစားနေရတဲ့သူမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တို့1990မှာကမ္ဘာ့ကျန်းမာရေးအဖွဲ့တစ်ခုဖြစ်တဲ့ WHO ကနေပြီးတော့ကျွန်တော်တို့တည်ပြုထားပြီးသားဖြစ်ပါကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေပြီးတော့လည်းတည်ပြုထားပြီးသားဖြစ်တဲ့အကြောင်းအရာတစ်ခုကိုဘာကြောင့်မို့ဒီလိုမှားယွင်းတဲ့အယူဆတွေရှိနေလဲဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးအဲ့ဒီအကြောင်းအရာတွေမဆွေးနွေးခင်မှာကျွန်တော်တို့ကဒီ sexual orientation လို့ခေါ်တဲ့လိင်စိတ်ကိုင်းညွှန်းမှုနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတချို့ကိုလည်းနားလည်ထားဖို့လိုတယ် sexual orientation လို့ခေါ်တဲ့လိင်စိတ်ကိုင်းညွှန်းမှုဆိုဒီမှာမွေးရဲကနေပြီးတော့ဖြစ်ပေါ်လာတဲ့သဘောဖြစ်စဉ်တစ်ခုပါကျွန်တော် sexual orientation လို့ခေါ်တဲ့လိင်စိတ်ကိုင်းညွှန်းမှုနားလည်လွယ်အောင်ပြောရမယ်ဆိုရင်အမျိုးသားတစ်ယောက်ကနေပြီးတော့အမျိုးသမီးတစ်ယောက်ကိုကြိုက်တာအမျိုးသမီးတစ်ယောက်ကနေပြီးတော့အမျိုးသားတစ်ယောက်ကိုကြိုက်တာအမျိုးသားတစ်ယောက်ကနေပြီးတော့အမျိုးသားတစ်ယောက်ကိုကြိုက်တာတနည်းအားဖြင့်အမျိုးသမီးတစ်ယောက်ကနေပြီးတော့အမျိုးသမီးတစ်ယောက်ကိုကြိုက်တာဟာလဲ sexual orientation လို့ခေါ်တဲ့လိင်စိတ်ကိုင်းညွှန်းမှုကြောင့်ဖြစ်လာတဲ့စိတ်ခံစားချက်တွေပါခုနပြောသလိုပဲ sexual orientation လို့ခေါ်တဲ့လိင်စိတ်ကိုင်းညွှန်းမှုဆိုတာကျွန်တော်တို့လုံးယူဖန်တီးလို့လည်းမရဘူးပြုပြင်ဖန်တီးလို့လည်းမရပါဘူးဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့ LGBT community ပေါ်မှာအကြောင်းမို့ဒီလိုမှားယွင်းတဲ့ယူဆတွေရှိနေတယ်လေနောက်တစ်ခုကကျွန်တော်တို့ဒီယူဆချက်တွေကဘယ်ကနေပေါ်လာလဲဆိုပြီးတော့သိကျင်ကြတဲ့သူတွေရှိရပါတော့ဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းတော်တော်သိကျင်ခဲ့တယ်ဒါပေမဲ့တယောက်နဲ့တယောက်က point of view ကမတူတဲ့ချိန်မှာဒီ user ချက်တွေကတော့အများကြီးရှိရပါတော့ဆိုတော့အဲ့ဒီ user ချက်တွေထဲမှာကျွန်တော်ကဒီပေါ့နော်အရေးကြီးတဲ့အချက်လေး၃ချက်ကိုကောက်နှုတ်ပြီးတော့ကျွန်တော်ဒါဆွေးနွေးချင်ပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်ထင်တာကတော့ဒီ religions လို့ခေါ်တဲ့ဒီဘာသာရေးကြောက်ပေါ့နော်ဘာသာရေးကြောက်ယူဆချက်တွေပါကျွန်တော်တို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်တာနဲ့အညီကျွန်တော်တို့ဒီယဉ်ကျေးမှုဒလိထုံတန်းကိုးကွယ်ယုံကြည်မှုတွေနဲ့ကျွန်တော်တို့ကပေါင်ခတ်ခံထားရတဲ့နိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဘာသာရေးမှာကျွန်တော်တို့ဒီ gender ဆိုရင်ကြားမနှမျိုးတည်းသာရှိရမယ် LGBT တယောက်ဖြစ်ခြင်းကမကောင်းမှုတစ်ခုခုပြုထားလို့ LGBT တယောက်ဖြစ်ရပါတယ်ဆိုတော့ဒီထစ်ချယုံကြည်ချက်တွေလည်းရှိနေသေးရဲ့ဆိုတော့လေနော်ဒါဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဒါတော့ကျွန်တော်အငြင်းမပွားချင်ဘူးတနည်းအားဖြင့်ကျွန်တော်သိတဲ့အကြောင်းချင်းရတစ်ခုကပြောရမယ်ဆိုရင်ဒီ LGBT တယောက်ဖြစ်ခြင်းမဖြစ်ခြင်းကဒီ community တစ်ခုပေါ်မှာအရေးမကြီးဘူးလို့ထင်တယ်ကျွန်တော်ထင်တာကဒီလူတိုင်းကကိုချင်းစာတရားရှိရမယ် LGBT community တခုတည်းကလူတယောက်လဲလူသားတွေကလူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့လူခွင့်ရေးနဲ့ညီသူ့မှာလေးစားခံထိုက်တဲ့အခွင့်အရေးရှိပါတယ် hate speech လို့ခေါ်တဲ့မုန်းစကားတွေနဲ့ဒီခွဲခြားဆက်ဆံတာတို့ဘာလို့ဒါမဖြစ်သေးတဲ့ဟာတွေပါအဲ့ဒါလို့ကျွန်တော်မြင်ပါတယ်သူရဲ့တစ်ချက်အနေနဲ့ကျွန်တော်ပွားတော့လှုပ်ချင်တာက well educated မဖြစ်တာရယ်knowledge ပဲမဖြစ်တာရယ်ပေါ့နော်ဆိုတော့အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ educational system က generation တစ်ခုစာလောက်ကျွန်တော်တို့ကနောက်ကျကြံခဲ့ရနောက်ကျကြံခဲ့ရဆိုတော့ကျွန်တော်တို့ဒီ class တွေမှာလည်းကျွန်တော်တို့ဒီ sex education နဲ့ပတ်သက်ပြီးတော့ဒီအသိဉာဏ်ခွင့်မရခဲ့ဘူးပေါ့လေနော်ဆိုတော့ဒီ sex လို့ပြောလိုက်ပြီးဆိုရင်share ရမယ့်ဟာကြောက်ရမယ့်ဟာဆိုပြီးတော့ပဲကျွန်တော်တို့ mindset တွေမှာရိုက်သွင်းခံခဲ့ရဆိုတော့လေတကယ်တမ်းကျတော့ဒီဘယ်လို protecting လုပ်ရမလဲဒါတွေကဘယ်လိုရှိလဲဒါအသိသိတဲ့ဟာဒါမသိသိတဲ့ဟာဆိုပြီးတော့ဒါခွဲခြားသိအောင်ကျွန်တော်တို့ဒီဆရာမတွေရစမတင်ကြားခဲ့တာနဲ့အလျောက် knowledge ပဲမဖြစ်တာရဲ့နောက်ဆက်တွဲပြဿနာတွေကအဲ့လိုမှားယွင်းတဲ့အတွေးခေါ်တွေယူဆတွေပိုဖြစ်စေရလို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။တာရီယာတစ်ချက်ကိုကျွန်တော် viral လုပ်ရမယ်ဆိုရင်ကျွန်တော်တို့ရုပ်ရှင်တွေဗီဒီယိုတွေအပြင်တခြားသော social media တွေကနေပြီးတော့မှားယွင်းတင်ဆက်နေတဲ့အသရုပ်ပြမှုတွေကြောက်ပါဘာလို့ဒါကိုပြောလဲဆိုတော့ကျွန်တော်တို့ကြည့်လို့ရပါတယ်ကျွန်တော်တို့ရုပ်ရှင်ကားတကားမှာဆိုပါစို့သူ့ရဲ့ character ဒီကျွန်တော်တို့
well educated မဖြစ်တဲ့သူနောက်တစ်ခု class တစ်ခုမှမရှိတဲ့သူပြုစားပြဲတောင်းတဲ့အမျိုးသားတယောက်ကိုမြင်တဲ့ချိန်မှာ तू ကတိတ်ခါမရှိတဲ့သူပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဒီလက်တွေ့ဘဝမှာ LGBT community ကသူတွေအကုန်လုံးကလည်းကျွန်တော်တို့မှာ capacity တွေသူတို့မှာလုံနိုင်စွမ်းတွေအများကြီးရှိကြပါတယ်ကျွန်တော်အခု make up လောကမှာဆိုရင်အထက်တို့ပါလို့ဆိုရင်ကြည်လိုက်လုံးဝသူ့ကြည်လိုက်အများတန်း smart ဖြစ်တယ်အထူးသဖြင့်မေဦးတို့ပေါ့နော်ဆိုတော့သူတို့ကြည်လိုက်မယ်ဆိုရင်အများတန်း smart ဖြစ်နေရဲ့ရုပ်ရှင်တစ်ခုမှာပေးထားတဲ့ character နဲ့သူတို့ပြင်ရဲ့လက်တွေ့ဘဝရဲ့ character ကလုံးဝ totally different ဖြစ်နေရဲ့ကွာ scientific point of view ကကြည့်မယ်ဆိုရင်90ရာခိုင်နှုန်းသော LGBT community ကသူတွေကသူတို့ရဲ့လိင်စိတ်ခံယူမှုကြောင့်ဒီစိတ်ဖိစီးမှုတန်တွေကိုခံစားရတာမဟုတ်ပဲမိဘရဲ့ PR တွေပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနောက်တစ်ခုကအကြမ်းဖက်မှုတွေကြောင်းရင်းအကြမ်းဖက်မှုတွေအပြင်အိမ်တွင်းကြမ်းဖက်မှုတွေကြောင့်လည်းစိတ်ဖိစီးမှုတန်အများကြီးခံရရဲဆိုပြီးတော့ကျွန်တော်တို့ဒီပြုထားတဲ့ဟာတွေရှိရဲတနည်းအားဖြင့်သူတို့ရဲ့လိင်စိတ်ခံယူမှုနဲ့လုံးဝကိုမသက်ဆိုင်ပါဘူးပေါ့နော်ဒါကြောင့်မို့ LGBT community ကသူတွေအကုန်လုံးကအယူတွေလည်းမဟုတ်သူစိတ်ရောဂါဝေဒနာတွေလည်းမဟုတ်ပါဘူးဒီကြောင်းရနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ကိုယ်တွေ့လေးတစ်ခုကျွန်တော်မျှဝေပေးခြင်းနဲ့ကျွန်တော်က NGO တစ်ခုမှာ volunteer လုပ်နေတဲ့အချိန်မှာသူနဲ့ကျွန်တော်စတွေ့ရပါကျွန်တော်သူ့မြင်တာနဲ့သူရင်ထဲမှာဝန်ချက်မှုတွေတယောက်တည်းတင်စီထားတဲ့ခန်းစားချက်တွေကျွန်တော်တွေ့ရပါဘောနော်ဆိုတော့ဒီလိုနဲ့သူနဲ့ကျွန်တော်နဲ့စကားရင်းများပြောဖြစ်ပြီးတော့မှပဲရင်ဖွဲကြပါဘောနော်ရင်ဖွဲတဲ့ချိန်မှာသူ့ရဲ့ရင်ဖွဲတဲ့ဟာလေးကျွန်တော်ကမျှဝေခြင်းအပေါ့လေနော်မြမယဉ်ကျေးမှုတလိထုံးစံအရာဒီအရွယ်ရောက်တဲ့အမျိုးသမီးတယောက်ဖြစ်စေအရွယ်ရောက်တဲ့အမျိုးသားတယောက်ဖြစ်စေပေါ့နော်အချိန်တစ်ခုရောက်လာပြီဆိုရင်လက်ထက်ထိန်များခြင်းကျွန်တော်ပြုလုပ်ကြရတာပေါ့နော်သူကိုယ်သူ experience ဆိုပြီးစသိတာကတက္ကသိုလ် first year လောက်မှာသူစသိရလို့ပြောတယ်ယောက်ျားလေးတယောက်ကိုသူကခံစားလို့မရဘူးအမျိုးသမီးတယောက်ကိုဆိုရင်သူကခံစားလို့ရတာပေါ့နော်โอเคအနှိမ့်ချုပ်ပြောရမယ်ဆိုရင်သူဒီဂုဏ်သိက္ခာရှိတဲ့အမျိုးသမီးတယောက်အတိုင်းဝိုင်းကြီးအဆင်းသက်လာတဲ့အမျိုးသမီးတယောက်သူကိုယ်သူ came on လောက်ဖို့ကဘယ်လို့မှမဖြစ်နိုင်ဘူးသူ့မှာအတိုင်းဝိုင်းရှိရဲ့သူ့မှာညီကိုမောင်နှမရှိရဲ့သူ့မှာမိသားစုရှိရပေါ့နော်စာရှိတဲ့ဖြစ်ဆိုတော့ तू ကသူ့ကိုယ်သူ experience ဆိုပြီးတော့ came on လောက်ဖို့ဘယ်လို့မှမဖြစ်နိုင်တဲ့အချိန်မှာ तू ကဒီလိုပဲသူ့ရဲ့ life ကို तू ဒီလိုပဲ तू သွားနေတဲ့အချိန်မှာအသက်အရွယ်တစ်ခုရလာတဲ့အမြမိဘတွေရဲ့ PR တွေပတ်ဝန်းကျင်ရဲ့ PR တွေလုပ်ငန်းခွင်ရဲ့ PR တွေကသူ့မှာအများရှိလာတယ်သူကိုယ်သူ suicide လုပ်ဖို့အတွက်တစ်ခါတိတိသူစူးစမ်းခဲ့ဖို့ပဲပေါ့နော်ပထမနှစ်တွေတော့မှ तू ကသူအိမ်ထောင်မပြူးချင်သေးဘူးလို့ तू ညင်းပေမဲ့မိဘတွေစိတ်ချမ်းသာအောင်မိဘတွေရဲ့ဂုဏ်သိက္ခာငဲ့ပြီးတော့ तू မချင်းမနှင်းတက်တဲ့သူနဲ့သူ့ရဲ့ life ကို तू ဆယ်စုနှစ်နေပါကြသူဖြတ်တန်းလာခဲ့ after 10 years မှာသူချစ်တဲ့ကောင်မလေးတယောက်နဲ့သူတွေ့တယ်သူတို့နေကြတယ်ပျော်ရွှင်မှုတွေသူတို့ဖလှယ်ကြတယ်သူတို့ life တစ်ခုပြန်တည်ဆောက်တာပေါ့သူ့အနေနဲ့ပြောရမယ်ဆိုရင်နောက်ဆုံးမှသူလှုပ်ချင်တဲ့ဟာသူဖြစ်ချင်တဲ့ဟာကိုသူလှုပ်ခွင့်ရသွားမြန်မာနိုင်ငံအနေထားနဲ့ဆိုရင်သူ came on လောက်ဖို့ဘယ်လုံးမှဆင်မပြေဘူးမြန်မာယဉ်ကျေးမှုဒလိထုံးစံဘာသာရေးအစရှိတဲ့ချူတာဘောင်းဆောင်က PR တွေကြောင့်သူ came on လောက်ဖို့ဘယ်လုံးမှဆင်မပြေတဲ့ဆုံးမှာသူနောက်ဆုံးတော့သူ freedom ဖြစ်သွားတယ်သူနိုင်ငံခြားမှာဆိုရင် maybe ကျွန်တော်တို့မြန်မာနိုင်ငံထက်ဆိုင်အများကြီးကျွန်တော်တို့ပွင့်လင်းမြင်သာရှိရအောင်ဆိုတော့အမကိုလည်းဒီကနေပြီးတော့လေဒါ congratulations ပါเนาะအမအရင် service လုပ်နိုင်ရပါတော့အနှစ်ချုပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့တွေကလေတစ်ခါတလေမှာမဖြစ်ချင်တဲ့အရာတွေမဖြစ်ချင်တဲ့လူနေမှုပုံစံတွေကိုကိုယ့်ရဲ့ပတ်ဝန်းကျင်အနေထားတစ်ခုပေါ်မှာမူတည်ပြီးတော့အမြဲတမ်းသိခံနေရရှိရယ်ဆိုကြပါစို့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ 80% တော့ဒီ LGBT community ကသူတွေကသူတို့ came on လောက်ဖို့အရန်ခက်ခဲတယ်သူတို့ရဲ့ဒီပတ်ဝန်းကျင်သူတို့ရဲ့အမိဘသူတို့ရဲ့အတိုင်းဝိုင်းတွေကြောင့်ခိမ့်ပေါ်လို့ဖို့အရန်ခက်ခဲတယ်တချို့တော့ဒီနယ်ဘက်ကရွာဘက်ကသူတွေဆိုရင်အရန်ခက်ခဲကြတယ်ကွာသိရမလားအခုအခက်ချင်းနေရဆိုရင်တဖြည်းဖြည်းနဲ့ပြောင်းလဲတိုးတက်လာတဲ့ချိန်မှာဒါက openly ဖြစ်လာကြတာပေါ့နော်ကျွန်တော်တို့တနည်းအားဖြင့်ကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံဆိုရင်လည်းဒါတရားဝင်လက်ထပ်လို့ရတဲ့အနေအထားဒီကျွန်တော်တို့ openly ဖြစ်လာကြဆိုတော့လေကျွန်တော်ရဲ့ကိုယ်တွေ့ကိုနှိမ့်ချုပ်ရမယ်ဆိုရင်ကျွန်တော်ရလိုက်တဲ့သင်ခန်းစာတစ်ခုကဘဝမှာမလိုချင်တဲ့အရာမချစ်မနှိမ့်သက်တဲ့သူနဲ့အလူတကွပေါင်းသိမ်းနေထိုင်ရတာလည်းဆင်းရဲခြင်းတစ်မျိုးပဲလေနော်ဆိုတော့နှိမ့်ချုပ်နေနဲ့ကျွန်တော်ဆွေးနွေးချင်တာတစ်ခုကကျွန်တော် NGO တစ်ခုမှာကျွန်တော် volunteer နဲ့လုပ်နေတဲ့အချိန်မှာကျွန်တော်ဒီ20ကျော်ကောင်လေးတယောက်ကကျွန်တော်မေးရပါတော့ LGBT community တွေက trans man နဲ့ trans woman ကိုဘယ်လိုခေါ်သိမ့်လဲဘယ်လိုအမည်ပြောင်းခေါ်သိမ့်လဲပေါ့ဆိုတော့ that very good question ပါဆိုတော့အရင်ကောင်းတဲ့မေးခွန်းပါကျွန်တော်တို့တွေက transgender တယောက်ကိုသူ့ရဲ့ nature သူ့ရဲ့ physical features ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကသူ့ကိုလေးလေးစားစားနဲ့သူ့ရဲ့ဖြစ်တည်မှုကို
လေးစားသောအဖြစ် trans women ဆိုရင်လည်းအမခေါ်ရမယ် trans man ဆိုရင်လည်းအကိုခေါ်ရမယ်အစရှိသဖြင့်သုံးစွဲလို့ရပါတယ် main ကလေးပုံစံပြုပြင်ပြောင်းလဲထားတဲ့ transgender တယောက်ကိုကျွန်တော်တို့ကအကိုတက်ခေါ်ရဲဆိုရင်သူ့ကိုကျွန်တော်တို့ကဒီဓာတ်ရိုက်စော်ကားရရောက်တယ်လို့သူ့ရဲ့ဖြစ်တည်မှုလည်းကျွန်တော်တို့ကမလေးစားရရောက်ပါတယ်ဆိုတော့ကျွန်တော်တို့ society မှာ understood ဖြစ်ရမယ်အသက်တွေလို့ကျွန်တော်မြင်တယ်ဆိုတော့တချို့သူတွေရှိတယ်ဒါ transgender တွေအကိုတို့ဦးလေးတို့အစရှိသဖြင့်ဒီ like ခေါ်တာမျိုးတွေပေါ့နော်ဒါကျွန်တော်မြင်တာကတော့ဒါလုံးဝမယဉ်ကျေးတဲ့အပြုတ်မှုပါဒီအကြမ်းဖက်တယ်ဆိုတာကျွန်တော်တို့ကဒီကိုထီလက်ရောက်ထုံနှက်ရက်နှံ့ပြီးမှကြမ်းဖက်တာမဟုတ်ဘူးနှုံဖြစ်စကလုံးဖြစ်လဲကြမ်းဖက်လို့ရပါတယ်ဆိုတော့အဲ့လိုဒီ transgender တယောက်ကိုအကိုတက်ခေါ်တာတို့ဦးလေးခေါ်တာတို့ uncle ခေါ်တာတို့စရှိသဖြင့်အဲ့လိုလောင်ပြောင်တယောပြီးခေါ်တာလဲဒါနှုတ်ဖြစ်အကြမ်းဖက်တယ်လို့ယူဆလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာ LGBT community တွေကသူတွေကလည်းလူသားတွေကလူသားဖြစ်တဲ့အတွက်ကြောင့်မလို့လူခွင့်ရည်နဲ့ညီလေးစားထိုက်တန်မှုခံထိုက်တဲ့လူတွေပါလေးစားဖို့ထိုက်တန်တဲ့လူတွေပါကျွန်တော်တို့တွေမုံတရားတွေမုံစကားတွေအခြေခံပြီးတော့စုံတူရဲ့ဖြစ်တည်မှုတွေကိုဒါလှောင်ပြောင်တာတယောတာလှောင်ပြောင်ခြင်းတွေကိုရက်တက်ပေးပါလို့ကျွန်တော်တောင်းဆိုတာပေါ့လေနော်ကျွန်တော်ခိမောင်းလုပ်ချင်တဲ့သူတွေပဲဖြစ်ဖြစ် request လုပ်ချင်တဲ့မေကွန်းတွေရှိတဲ့သူတွေပဲဖြစ်ဖြစ်နောက်တစ်ခုမိမိရဲ့ခန်းစားချက်တွေကိုရှင်းဖွင့်လိုတဲ့သူတွေပဲဖြစ်ဖြစ်ကျွန်တော် comments box မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်နောက်ထပ် video တစ်ခုမှာနောက်ထပ် content တစ်ခုအနေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော်ရဲ့ဒီ video လေးကိုကြိုက်နှင်းသက်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးသွားဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye